Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဝိနေရတိုင်းငါတက်မြပန်းလောက်တာပါအဲ့တော့ကြည်ရအောင်ပေါင်းပစ္စည်းတွေကတော့တက်မြသီးငြုပ်သီးစိမ်းစပတ်လင်းနနံပင်စက်သွန်ဖြူချင်းတွေဖြစ်ပါတယ်အဲ့တော့ဝိကကက်ကလေးငါးလေးကိုတောင်းလိုက်ပါတယ်ကက်ကလေးငါးကိုတိကျဆေးပြီးရင်တော့ဝိကအထားရလေးပေးပြီးတော့ဆပ်လာလေးထည့်မယ်ပေါ့နော်အဲ့တော့စပတ်လင်းလေးထည့်မယ်ချင်းလေးထည့်ပြီးတော့ဝိကမပေါင်းတော့ဘဲနဲ့ရေနှင်းငယ်ထည့်ပြီးတော့ပြုတ်လိုက်ပါမယ်အဲ့တော့ဝီယာဒီဘက်ချမ်းမှာပါဝင်ပစ္စည်းတွေကိုဝီယာဘလန်ဒါလေးနဲ့ကြိတ်လိုက်ပါတယ်ပြီးရင်တော့ဝီကတံမြသီးလေးကိုညှစ်ထည့်လိုက်ပါတယ်ရှင်တံမြသီးရဲ့ညှစ်ထည့်ပြီးအခါမှာဝီကချုံမုတ်နေငယ်စားနေငယ်ကိုထည့်ပြီးတော့ဝီတေချာမွေနောက်ပါမယ်ပြီးရင်တော့ဒီဘက်မှာလည်းရပြီလားလို့ကြည့်ပါမယ်ဟိုဘက်ဒီဘက်လန်ပြီးရင်တော့15မိနစ်လောက်ကြာမှဝီရဲ့ငါးပေါင်းလေးရတော့ရပါပြီရှင်ပြီးရင်တော့ဝီခုနဖြောထားတဲ့ပါဝင်ပစ္စည်းတွေကိုဝီလောင်းချလိုက်မယ်ပြီးရင်တော့အလှဆင်မယ်ပေါ့နော်တံမြလေးပပလေးတွေတီးပြီးတော့ဝီရပေါ်ကနေတင်လိုက်ရင်တော့ဝီရဲ့ငါတံမြပေါင်းလေးရတော့ရပါပြီဝီရမပေါင်းတော့ပဲနဲ့အိုးထဲမှာပဲရေနည်းအနေငယ်ထည့်ပြီးတော့ဝီပြုတ်လိုက်ပါတယ်အဲ့တော့ဝီရဲ့ငါတံမြပေါင်းလေးကပထမဆုံးစားလုပ်တဲ့အတွက်အစားကြည့်ရတော့အရင်ကဆင်ပေးပါတယ်အဲ့တော့လွယ်ကူရိုးရှင်းတဲ့အတွက်လိုက်လို့စားကြည့်ပါနော်ဝိရဲ့ဗီဒီယိုအစားဆုံးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲဘိုင်ဘိုင်ပါ